ကောက်မှာကွန်ဒိုတော်တော်များများကလူနေဖို့တည်တယ်နော်ဒါဆိုရင်တော့မှားသွားပြီလူနေလို့လည်းရမယ်ရုံငန်းဖွင့်လို့လည်းရမယ် Motive Forage Scenario ကွန်ဒိုရှိတယ်ဆိုတာကိုသိပြီးသွားပြီလား project ဆိုလို့ရှိရင်တော့873ခန်းပါဝင်တဲ့ high rise ကွန်ဒိုအမျိုးအစားဖြစ်ပါတယ်ဒီ project မှာဆိုလို့ရှိရင်တော့ residential unit ပေါ့နော်ဒီလူနေရုံတည်တဲ့ unit နဲ့အလုံးလုံးလို့ရမယ်ရုံငန်းလည်းဖွင့်လို့ရမယ်ဒီလူလည်းနေလို့ရမယ် business unit ဆိုပြီးတော့နှစ်မျိုးခွဲပြီးတော့ဝယ်ယူလို့ရမှာဖြစ်ပါတယ် residential unit မှာဆိုလို့ရှိရင်တော့638ခန်းပါဝင်မှာဖြစ်ပြီးတော့ business unit မှာဆိုလို့ရှိရင်တော့180အခန်းပါဝင်မှာဖြစ်ပါတယ်ဒါအပြင်ကိုဆိုင်ကန်တေးသေးလေးတွေကလည်း9ခန်းလောက်ထပ်ပြီးတော့ဒါပါဝင်အောင်မှာဖြစ်ပါတယ်လူနေရုံတည်တဲ့ residential unit နဲ့ရုံငန်းဖွင့်လို့ရမယ် business suite ဆိုပြီးတော့နှစ်မျိုးခွဲပြီးတော့ဝယ်ယူလို့ရရှိမှာဖြစ်ပါတယ်layout plan မှာဆိုလို့ရှိရင်လည်း simplex နဲ့ vertical suite ဆိုပြီးတော့ထပ်မံခွဲခြားပြီးတော့ဝယ်ယူလို့ရရှိအောင်မှာဖြစ်ပါတယ်ဒီကွန်ဒိုရဲ့ location ကတော့အရန်ကိုမှအားတာတဲ့ location မှာရှိရဖြစ်ပါတယ်ကျွန်တော်တို့မြန်မာတွေအများဆုံးသိထားတဲ့ဒါဘန်ကပီလို area မှာကိုမှတကယ်အဝါလိုင်းဘူတာရဲ့ကက်ရက်မှာကိုရှိနေတာဖြစ်ပါတယ်ကျွန်တော်တို့အဝါလိုင်းဘူတာစီဗီတာဘူတာကနေဆိုလို့ရှိရင်လမ်းလျှောက်9မိနစ်တာလောက်ပဲရှောက်ရမယ်အကွာအဝေးမှာရှိရဖြစ်ပါတယ်မကြခင်မှာကျွန်တော်တို့ဖွင့်လှစ်တော့မယ်လိမ္မော်ရောင် line တွေကလည်းနီးနီးကက်ကက်မှာကိုရှိနေတယ်တခါairport ကိုသွားခြင်းလဲဆိုလို့ရှိရင်လည်း airport link ဟိုမှာကနေပြီးတော့တဆင်နဲ့သွားလို့ရမယ့် area မှာရှိနေတာဖြစ်ပါတယ်နောက်ထပ်အားသာချက်က Rangamel University, ABET University တို့ကလည်းပတ်ပတ်လည်မှာရှိနေတယ် Hospital အနေနဲ့ကလည်း Rangamel Hospital, Timothy Week, Sinakin Hospital နဲ့ကလည်းနီးနီးကက်ကက်မှာရှိနေတာဖြစ်တဲ့အတွက်တော်တော်လေးနေရာအားဖြင့်ကတော်တော်ကောင်းတဲ့ထဲမှာပါတယ်နောက်တစ်ခု shopping ပေါ့နော် shopping အနေနဲ့ကလည်း The Mall Bankapee လိုမျိုး shopping mall ကြီးနဲ့ရတယ်တော်တော်နီးနီးကက်ကက်မှာရှိနေတယ်but market လိုမျိုးတလာ market တွေနဲ့ကလည်းဒါနာမည်ကြီးဖြစ်တဲ့ဘန်ကပီဈေးပေါ့နော်ဘန်ကပီဈေးမြန်မာတွေအရန်ဝယ်များတဲ့ဘန်ကပီဈေးနဲ့ကလည်းဒီလိုလမ်းလျှောက် area လောက်မှာကိုရှိနေတာဖြစ်ပါတယ် office condo အမျိုးအစားဖြစ်တဲ့အတွက်ပုံမှန်ပါဝင်နေကြ facility တွေထက်အမျိုးပေါင်းများကြီးကိုလည်းပါဝင်အောင်ထည့်ပေးထားတယ်ဒီထက်ပိုပြီးမိုက်တဲ့အစီအစဉ်ကဒီ facility တွေရဲ့ area ကလည်းပုံမှန်ပါဝင်နေကြ area တက်အများကြီးပိုကျအောင်လည်းလုပ်ပေးထားတာဖြစ်ပါတယ် SSY developer ကစောက်လုပ်ပေးထားတာဖြစ်ပြီးတော့ installment plan လေးကလည်းတော်တော်လေးကိုအဆင်ပြေပါတယ်။ဘာကြောင့်လဲဆိုတော့90ရာခိုင်နှုန်း down payment ချပြီးပြီဆိုတာနဲ့ business unit ပဲဖြစ်ဖြစ် residential unit ပဲဖြစ်ဖြစ်စပြီးတော့ moving လုပ်လို့ရတယ်။ကျန်တဲ့90ရာခိုင်နှုန်းကို3နှစ်အရေးကြာ installment plan နဲ့ပေးသွင်းလို့ရပုံမှာဖြစ်ပါတယ်။ Motive Forage Scenario ကွန်ဒိုကဘာကြောင့်ရွေးချယ်တင်လဲဆိုတဲ့အချက်ကကျွန်တော်တို့ဒီဘန်ကောက်မှာပေါ့နော် investment လုပ်ချင်တဲ့သူတွေအတွက်ကလည်းဒီကွန်ဒိုကလုံးဝကိုမှရွေးချယ်တင်တဲ့ကွန်ဒိုထဲမှာပါတယ်။နောက် residential အနေနဲ့လူနေရုံပဲနေမယ်ဆိုရင်လည်းဒီကွန်ဒိုကရွေးချယ်တင်တဲ့အထဲမှာပထမဦးဆုံးပါဝင်တဲ့ကွန်ဒိုဖြစ်တယ်။နောက်တစ်ခုကကိုကဒီမှာစီးပွားရေးလုပ်ဖို့အခြေချဖို့ရည်ရွယ်ထားတယ်။တကယ်လို့ရုံငန်းကိုငှားပြီးတော့နှစ်စဉ်ရုံငန်းကိုငှားနေလို့ရှိရင်လည်းဒီရုံငန်းအငှားကပေးရပြီးတော့ရေရှည်မှာကိုမပိုင်ဘူးပေါ့နော်။အဲ့အတွက်အဲ့လိုမျိုးလုံးမဲ့အတူတူတော့ကျွန်တော် installment plan နဲ့ပဲယူလက်ငင်းငွေပဲငွေချေဒီ unit ကိုဝယ်ပြီးတော့မှလုပ်တယ်ဆိုရင်installment အနေနဲ့ဆိုရင်လည်းကျွန်တော်တို့ငွေကြည်တာနဲ့လုံးဝပိုင်မယ်ရာသက်ပံလည်းအလုပ်လုပ်စားလို့ရမယ်အငှားတင်မယ်ဆိုရင်လည်းတော်တော်လေးကိုအဆင်ပြေမဲ့ unit ဖြစ်တဲ့အတွက်ဒီ Motive Forage Scenario ကွန်ဒိုကလုံးဝကိုရွေးချယ်တင်တဲ့ကွန်ဒိုထဲမှာပါပါ client တွေတော်တော်များများမေးလေးရှိတဲ့မေးခွန်းကကြတော့ဒီ business unit ကိုဝယ်မယ်ဆိုရင်ကောဘာနဲ့ရမှာလဲဆိုတဲ့မေးခွန်းတွေပေါ့နော်ဒီမေးခွန်းကကြတော့ကျွန်တော်တို့ business unit ကိုဝယ်လိုက်ပြီဆိုရင်လည်းရာသက်ပံပိုင်ဆိုင်ခွင့် free hold နဲ့ရရှိမှာဖြစ်ပါတယ်နောက်တစ်ခုဈေးနှုန်းအားကြတော့ဆိုတော့ဈေးနှုန်းက2.5 million ဘတ်ကနေစပြီးတော့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ် SSY developer ကစောက်လုပ်ထားတဲ့ Motive Forage Scenario ကွန်ဒိုကြီးကိုဆက်သွယ်ပြီးတော့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ Mega Property Bank နဲ့အခုပဲဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါပြီခင်ဗျာ